okay now အေးရဘယ်လိုအေးရပြင်နေဆိုရင်ယူရာခင်းနိုင်အစိမ်းအောင်နဲ့စားတာနဲ့နော်ယူရာခင်းနိုင်ဟဲ့တော့ယူရာခင်းနိုင်ဖြစ်မယ်ဒီနေ့ကတဲလေးရုပ်သေးနေပြပြမယ်အေးရတင်းအေးရပြင်နေဆိုရင်ယူရာအေးရဆိုတာကယူရာပေါ့နော်ခဲနိုင်ဆိုတာပြင်နာစင်နာပေါ့နော်အဲဆိုရင်ယူရာခဲနိုင်လို့ပြောမယ်အေးရပြင်တာပေါ့နော်အိပ်ဖို့အတွက်အေးရပြင်တာဆိုရင်ယူရာခဲနိုင်ဒုတိယစလုံးကအမိုက်ပြတာပေါ့နော်အဲဆိုရင်မစားကပိုင်အိုင်ခဲရောင်စားတာလေးနော်မစားကပိုင်အိုင်မစားကပိုင်အိုင်တတိယပုံလေးရတော့အင်ဂျီဝတ်တာပေါ့နော်အဲဆိုရင်ပလောင်အင်ဂျီဆိုတာပလောင်ပေါ့နော်ဖွန်းနိုင်ဆိုတာဝတ်တာပေါ့အဲဆိုရင်ပလောင်ဖွန်းနိုင်ပလောင်ဖွန်းနိုင်โอเคနောက်တစ်ခုကလမ်ခွန်စာအိုင်ပေါ့နော်တကယ်လို့လမ်းလျှောက်တယ်ဆိုရင်ကခွန်အိုင်ပေါ့နော်လျှောက်တီပေါ့နော်ခွန်အိုင်ခုကလမ်းလျှောက်တီလို့ရေးထားပြရပါတော့လမ်ခွန်စာအိုင်လမ်းလျှောက်သွားတာပေါ့နော်လမ်ခွန်စာအိုင်လမ်ခွန်စာအိုင်โอเคနောက်တစ်ခုကအမသူကအိမ်မောကြတာလည်းမဟုတ်အိမ်မောကြတာမိနစ်ထိအိတ်သွားတာအဲဆိုရင် up i လို့ပဲသုံးတာပေါ့နော်အခုကဒီမှာထိတ်အမဆိုရင်ကမြက်ခဏလေးအမျိုးဘယ်လိုပြောမလဲနည်းနည်းလေးအမျိုးအိတ်လိုက်တာပေါ့နော်အဲ့လိုမျိုးဆိုရင်မြက်ငါ up i အဲ့လိုမျိုးပြောကြတယ်မြက်ငါ up i ခိမီနော်မြက်တီအာနာအဲ့လိုမျိုးပြောရခဏလေးမေးလိုက်အောင်မယ်ပေါ့အဲ့လိုမျိုးမြက်ငါ up i ခင်ရှာမြက်ငါ up ပြော i အဲ့လိုမျိုးရှေးပြောလို့ရတယ်ပေါ့နော်မြက်ငါ up i မြက်ငါ up i โอเคဒီဥစားတပတ်စီလဲပေါ့နော်အဲ့လိုမျိုးဆိုရင်ဒွန်းရဲ i ပေါ့နော်ဒွန်းရဲ i တကယ်လို့တပတ်စီနဲ့လဲရဆိုရင်ဒီရဲ i အဲ့လိုလည်းပြောလို့ရတယ်နော်ဒွန်းရဲ i အဲ့လိုပဲပြောထားပြီးရေးထားပြီးနော်ဒွန်းရဲ i ပြီးနောက်တစ်ခုကဖုံတုတ်တာကိုဆိုရင်ဖုကစွတ် i ဖုကစွတ် i ကစွတ် i ဆိုတာတုတ်တာဖုဆိုတာဖုံအဲဆိုရင်ဖုကစွတ် i ဖုကစွတ် i နောက်တစ်ခုကပကံစီရပါနော်ပန်ကရှင် i ကရှင် i ဆိုတာဆေးရကြောတော့ပြောတာနော်အဲဆိုရင်ပန်ဆိုတာပကံပြပေါ့နော်ပကံโอเคအဲဆိုရင်ပန်ကရှင် i နောက်တစ်ခုကအဝတ်လျှော်တာပေါ့နော်ကိုရီကြောက်လက်နေနဲ့မလျှော်တာနော်ဒါစနစ်လျှော်တာနိုင်ငံခြားလူတွေဆိုတော့အဲဆိုရင်အဲ့ဒါအဝတ်လျှော်တာအောင်ဆိုဘယ်လိုပြောမလဲဆိုရင် right critite ဆိုတာကဖွတ်တာပေါ့နော်အဲဆိုရင် right ဆိုတာကပစ္စည်းပေါ့အဝတ်တွေပြောတာအဲဆိုရင် right critite ဆိုရင်အဝတ်လျှော်ရဖြစ်သွားတယ် right critite အဝတ်လျှော်နေတယ်ဆိုရင်တော့ i ပေါ့နော် right crit တော့ i အဲ့လိုမျိုးပြောရတယ်အရှိမပြောခဲ့ပြီးဒီနော်ပြီးပြီဆိုရင်ငွတ်ဆိုင်ပေါ့နော်အဲ့ဆိုရင်အဝတ်လျှော်ပြီးပြီဆိုရင် right crit ငွတ်ဆိုင်အဲ့လိုမျိုးတွေဆက်ကြည့်လိုက်ပေါ့နော်အရှိရစာကြောင်းလေးနဲ့တေးဥစားလေးနဲ့ပါလိုမျိုးထည့်ပြီးမှတုံးကြည့်နော်โอเคနောက်တစ်ခုက vacuum ဆိုရင်ကိုရီစမာမရှိဘူးကွာကိုရီကချင်ဒီမှာနုံဖူချူပိုင်ချက်အဆိုရင်ဖုံဆုပ်ဆက်တယ်နော်ဖုံဆုပ်ဆက်ဖြစ်အဆုပ်ဘယ်လိုပြောလဲဆုပ်တာပေါ့နော်အဲ့လိုမျိုးဆိုရင်နုံဖူဆိုတာဖုံချူပိုင်ဆိုတာဆုပ်တာပေါ့နော်ချက်ဆိုတာဆက်ပေါ့နုံဖူချူပိုင်ချက်လို့အဲ့ဆိုရင်
အမဆိုရင်နုဖုจุดပိုင်ကြောက်တဲ့နုဖုจุดပိုင်စွတ်တိုင်းအဲ့လိုမျိုးသုံးရရင်ပေါ့နော်နုဖုจุดပိုင်ကြောက်လို့ပဲပြောပြထားတယ်နုဖုဆိုတာဖုံနော်နုဖုจุดပိုင်ကြောက်จุดပိုင်ဆိုတာစုပ်ရစစ်နဲ့တူတယ်ပေါ့နော်จุดပိုင်နုဖုจุดပိုင်ကြောက်လို့ပဲမှတ်ထားပြပါနုဖုจุดပိုင်ကြောက်make up လေးနေဆိုရင် make up ကြာ eye လို့လည်းပြောလို့ရတယ်ဒါပေမဲ့ဒီမှာကျတော့ make up လေးနဲ့မြုပ်ခုံးချယ်ဆိုရင်ရှစ်ကြ eye လို့ပဲပြောတာခြုံငုံပြောတာပေါ့နော်ရှစ်ကြ eye 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 okay နောက်တစ်ခုကကရာဆိုတာကစပင်ဒီမှာ n တလုံးပို့သွားတယ်ကရာခရီအိုင်ဆိုရင်စပင်အမျိုးจิตတာပေါ့နော်အပေါ်ကကရာခရီအိုင်ဒီမှာ n တလုံးပို့နေရနော်โอเคနောက်တစ်ကြောင်ကကရာမစစ်တိုင်းဆိုရင်စပင်ဖြီရပေါ့နော်ကောင်းဖြီစပင်ဖြီရโอเคနောက်ပေါ်ဆိုရင်ကရာခရီအိုင်ဆိုရင်စပင်จิตတာကရာမစစ်တိုင်းဆိုရင်ကောင်းဖြီရပေါ့နော်စပင်ဖြီရရကြမယ်လို့ထင်ပါတယ်ရှင်